ဘုရားလောက်တခုသောဘဝမှာတပည့်တွေနဲ့ကုံသွယ်သွားရင်းနဲ့တောအုပ်တစ်ခုတည်းကိုရောက်တယ်ရောက်တော့သူတို့လှဲတွေပါတွေချွတ်ပြီးတော့နားကြတာပေါ့အဲ့ဒါလို့နားရင်းနဲ့ဘုရားလောင်းကပြောတာဟေးတောထဲမှာငါ့ကိုမပြောဘဲနဲ့ဘာသီးမှမစားနဲ့ဘာရွက်မှမင်းတို့မစားကြနဲ့ဒီလိုမှားထားတယ်ဘုရားလောင်းကဒါပေမဲ့လို့ဘုရားလောင်းမသိအောင်သူ့ရဲ့တပည့်တွေကအဲ့ဒီတရက်ပင်ကတရက်သီးမှဲ့မှဲ့ဝင်းဝင်းတွေကိုဆွတ်ပြီးတော့စားတယ်စားလဲပြီးတော့အဲ့ဒီလူတွေအကုန်လုံးလဲတယ်အဲ့ဒီတော့မှဘုရားလောင်းကသိတော့ဟာမင်းတို့ဘာလို့စားရတော့အဲ့ဒါနဲ့အဲ့ဒီတရက်ပင်ကိုကြည့်ပြီးတော့ဘုရားလောင်းကနောက်လူတွေတယောက်မှမစားကြနဲ့အရင်စားမိတဲ့လူကိုဆေးအရင်တိုက်တယောက်မှအပြည့်အစည်းမရှိအောင်ဟုတ်လားလုပ်ပြီးတော့ဒါတရက်ပင်မဟုတ်ဘူးဟာတရက်သီးသီးနေတာဝါဝင်းနေတာအနံ့ကလည်းတရက်သီးအရသာပဲအရသာကလည်းတရက်သီးအရသာအနံ့ကလည်းတရက်သီးအနံ့ပဲဘာကြောင့်တရက်သီးမဟုတ်တယ်လဲအဲ့ဒီမှာဘုရားလောင်းကမင်းတို့တည်တည်ချာချာကြည့်ဟောဒီနာမှာရွာရှိတယ်တဲ့ရွာနဲ့မနီးမဝေးပဲပြီးတော့ဒီတရက်ပင်ဟာတိတ်ပြီးတော့အတက်ခက်တဲ့တရက်ပင်လည်းမဟုတ်ဘူးနှိမ့်နှိမ့်ကလေးသီးနေတာလဲဝါဝင်းနေအောင်သီးနေတယ်အဲ့ဒါဒီနားမှာရွာရှိရတဲ့နဲ့ဒီတရက်သီးဒီလိုရှိနေတာဟာမစားကောင်းလို့လူတွေလာပြီးတော့မဆွတ်တာပေါ့ဟောသူ့ရဲ့စဉ်းစားမှုလေးနော်တခါကြီးဒီမကြီးများရွာနီးနေတယ်ပြီးတော့တရက်ပင်ကအတက်ခက်လို့ဟာတက်မရလို့ဆိုရင်လည်းအဲ့လိုမဟုတ်ဘူးနှိမ့်နှိမ့်ကလေးသီးနေတာအဲ့ဒီတော့ဧကန္တဒီရွာကလူတွေဟာဒီအသီးဟာအစိတ်သီးဖြစ်ရဲ့နဲ့ဆွတ်လဲမဆွတ်ဘူးသူတို့လည်းမစားဘူးဆိုတော့ဒါထောင်ချောက်တစ်ခုဖြစ်နိုင်တယ်ဘုရားလောင်းစဉ်းစားတာနော်တခါကြီးမိုက်မြအဲ့ဒါထင်တဲ့အတိုင်းပဲခဏနေတော့ရွာသားတွေအကုန်လုံးရောက်လာကြတယ်ဘာလို့ရောက်လာတော့ဒီလူတွေသေပြီထင်လို့ပစ္စည်းတွေယူရအောင်လို့လာကြတာဟုတ်လားသူတို့ကဒီအစိတ်ပင်ကိုထောင်ချောက်ထားတာထောင်ချောက်ထားပြီးတော့ဒီနားရက်တဲ့ကုံသေးတွေဒါကိုဘူးမသိဘာမသိတချို့လဲအုပ်စုသေးသေးလေးတွေတချို့လဲပဲခရီးသွားလေးတွေစပြီးတော့လဲသူတို့ပါတဲ့ပစ္စည်းလေးယူမသားလောင်းမြုပ်ပြီးတော့သူတို့ကအဲ့ဒီနီးနဲ့အဲ့ဒီရွာကတွက်ချီကိုက်နေတာအဲ့ဒီမှာဘုရားလောင်းကနံပါတ်1ရွာနဲ့နီးတယ်ဒီတရတိရှိနေတယ်နံပါတ်2အတက်မခတ်ဘူးဒီလောက်စမ်းစရာကောင်းတဲ့တရတိဟာဒီနီးနီးလေးနေရာမှာရှိနေတာဒီဒါထူးခြားမှုပဲသူ့ရဲ့စဉ်းစားမှုမကောင်းဘူးလားတခါကြီးမိုက်မြကောင်းတယ်အဲ့ဒီအတိညာဏ်ကြောင့်သူ့ရဲ့နောက်လိုက်တွေဟာချမ်းသာရမရဘူးလားရတယ်ဒါကြောင့်လောကီလိုလည်းပဲစားတဲ့နဲ့မစားတဲ့ဘူးသွားတဲ့နဲ့မသွားတဲ့ဘူးပြောတဲ့နဲ့မပြောတဲ့ဘူးဒါတွေကိုနားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုအခြေခံအတိကစပြီးတော့သိရမယ်နော်တခါကြီးမိုက်မြမပြောတဲ့စကားပြောလိုက်ရင်တစ်ချက်တည်းအသက်ထွက်နိုင်နေဦးဇင်းတို့ဇတ်တော်တစ်ခုထဲမှာရှိတယ်ဘုရားလောင်းအုပ်ချုပ်တဲ့ယသိတွေတောထဲမှာနေကြတာအဲ့ဒီလိုနေရင်းနဲ့တနေ့တော့စိတ်အင်မတန်တူပြီးတော့ယောဂအင်မတန်ကြီးတဲ့ယသိတစ်ပါးကသူ့နေရာလေးမှာသူထင်းခွဲနေတာပေါ့စိတ်မနိုင်တနိုင်မှပြီးတော့ထင်းတုံးကမကွဲနိုင်ဘူးတော်တော်နဲ့အဲ့ဒီအချိန်မှာပဲနေရတကဆရာလှုပ်တဲ့ယသိတယောက်ရောက်လာတယ်ရောက်လာပြီးတော့ဖြင်းလိုက်တဲ့လူကွာဖြင်းလိုက်တဲ့ယသိဒီနားလေးကဒီလိုခွဲပါလားဟောအဲ့ဒါလိုပြောတော့ဟိုလူကထင်းကိုခွဲမရလို့စိတ်တူနေတဲ့အချိန်နော်ဟုတ်လားအဲ့ဒီအချိန်မှာလာပြောတဲ့အတွက်ကြောင့်ထင်းတုံးကိုမခွဲဘဲနဲ့လာပြီးတော့ဆရာလှုပ်တဲ့ယသိရဲ့ခေါင်းကိုခွဲချလိုက်တယ်စိတ်တူနေတဲ့အချိန်မှာဒါပြောတယ်ရလားအဲ့ဒီလိုပြောလိုက်တဲ့အတွက်ကြောင့်ပေးတဲ့ရသူဘာဖြစ်ရလဲသေဆုံးသွားဟုတ်လားဒါကြောင့်စကားဆိုတာပါလေပြောတဲ့မှပြောရတယ်ဟုတ်လားအခြေအနေကိုကြည့်ပြီးတော့မှန်သောစကားပင်ဖြစ်စေကမူအတိုင်းရှိကြည့်ပြီးတော့ပြောရတယ်သူပြောတာလေးကတော့အမှန်ပါပဲဟုတ်မှာပါပဲအဲ့ဒီအကြောင်းလေးလျှောက်ခွဲလိုက်ရင်ကွဲသွားမှာပဲသို့တော့ထင်းလုံးမကွဲပဲနဲ့ဘာကွဲသွားလဲခေါင်းကွဲသွားတယ်အဲ့ဒါနဲ့ဘုရားလောင်းကအဲ့ဒီနားရောက်လာပြီးတော့အေးဖြစ်မှဖြစ်ရလေရှားတစ်ချောင်းကိုမထိမ့်သိမ့်နိုင်တာနဲ့အသက်တစ်ချောင်းဆုံးရှုံးရတယ်ဒါနဲ့နေသမ်းမအောင်ဟောဒီနာကတောင်ဖို့မှာနေတဲ့ခါရဲ့အတန်ကိုလည်းငါမကြားဘူးဘယ်ရောက်သွားတော့အဲ့ဒီတော့မှယသိတွေကပြောတယ်တဲ့အဲ့ဒီခါဟာတွန်ငိမ်မဟုတ်ဖဲနဲ့တွန်တဲ့အတွက်ကြောင့်မုတ်ဆိုးကကြားသွားပြီးတော့လာပြီးတော့ဖမ်းဆီးသွားပြီခေါ်သွားပြီတတ်ပစ်လိုက်ပြီအဲ့ဒီမှာဘုရားလောင်းကအေးအခါမဟုတ်ဖဲနဲ့စကားပြောတဲ့လူသည်ဒီယသိနဲ့ဒီခါသေရတယ်လို့ရုတ်တရက်သေရတတ်တယ်တဲ့။ဘာပြောတာလဲ။ပြောတတ်ဆိုတတ်ဖို့အရေးကြီးတယ်အသိရှိဖို့နော်အသိရဲ့နယ်ပယ်ကအကျယ်ကြီးနော်တခါကြီးမိုက်မြ။အေးဒါကြောင့်အရာရာမသိသောပုဂ္ဂိုလ်သည်နံပါတ်1ကိုဆင်းရဲစေမယ်ပြီးရင်သူများကိုဆင်းရဲစေမယ်။အရာရာသိသောနားလည်သောလိမ္မာသောပုဂ္ဂိုလ်သည်နံပါတ်1ကိုအစဉ်ပြေအောင်လုပ်နိုင်တာနဲ့တပြိုင်တည်းသူများကိုလည်းအစဉ်ပြေစေမယ်။မကောင်းဘူးလား။